ဒီတစ်ခေါက်တော့ဝန်းဝန်းဒီအပိုင်းဖတ်ပြထားတဲ့စာအုပ်လေးတွေကတချို့ပိုင်းလေးတွေကိုဆွေးနွေးချင်ပါတယ်အဲ့တော့ you become what you think ဟုတ်တယ်မလားနော်အဲ့တော့ကိုစဉ်းစားသလိုကိုတွေးသလိုမျိုးကိုရဲ့ဘဝတွေကဖြစ်လာတတ်တယ်နော်အဲ့တော့ဒီမှာအပိုင်းက6ခုရှိတယ်နော်အဲ့ဒီကမှဒီ part 2လေးကိုတစ်ချက်ဖတ်ထားတာလေးရှိရပေါ့နော်ဒါလေးလည်းရှိရဒါပေမဲ့ part 2လေးကိုပို့ပြီးတော့ focus လုပ်ချင်လို့အဲ့တော့ဒီနားလေးကိုသွားမယ်နော်24 part 2ရောက်ပြီ okay part 2အဲ့တော့ဗာလဲဒါက habits and personal growth ဟုတ်တယ်နော်ဒီအကျင့်တွေနဲ့ပတ်သက်ပြီးတော့မှအကျင့်တွေရယ်ပြီးတော့ကိုယ့်ရဲ့ဟလာနော်ဒီပို့ပြီးတော့growth ဖြစ်လာတဲ့အပိုင်းပေါ့အဲ့တော့ insight တစ်ခုချင်းစီကိုပြောထားတာဖြစ်တယ်ဒါကတော့ insight 15ပေါ့အဲ့တော့เนาะအဓိကကကိုက live goal တစ်ခုရှိလာတယ်เนาะကို live goal တစ်ခုကိုအကောင့်ထဲဖော်ခြင်းနဲ့အဲ့ဒါဆိုလို့ရှိရင်ဟလာအဲ့ဒါကိုဘယ်ဖြစ်နေအသွင်းပြောင်းအောင်လဲဆိုလို့ရှိရင် daily habit ထဲမှာပါအောင်လို့အကျင့်တွေဖြစ်အောင်လုပ်ရမယ်เนาะဘာလို့ဆိုနေ့တိုင်းစူးစမ်းတော့မှာဟလာကိုယ့်ရဲ့ဒီ dreams တွေဆိုလို့ရှိရင်လည်းခက်ခဲပင်မဲ့လည်းအကောင့်ထဲပေါ်လာမယ်ပေါ့เนาะ with the right mindset ဟုတ်လား you can make it happen เนาะအဲ့တော့ rat ဆိုတာဘာလဲဆိုရှင်လမ်းကျမ်းပေါ့နော်အရန်လှေတွေဆိုလို့ရှင်လှေတော်မကုန်ပြီ sorry နော်လှဲတွေအရန်နေလို့မျိုးသွားရတယ်နော်လမ်းတွေ shoot တွေ board တွေနဲ့လို့အရန်နေသွားတော့သွားနေတယ်ဒါပေမဲ့အဲ့လိုမျိုးခီးရမတွင်ဘူးပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှင်အဲ့လိုမျိုး lifestyle တွေနော်ပြီး habit တွေ pattern တွေရှိတယ်အဲ့လိုမျိုးတွေမှာကချောင်ပိတ်နေဘူးလားပေါ့ပိတ်နေဘူးလားပေါ့နော်ချောင်မဟုတ်ပိတ်နေဘူးလားပေါ့နော်စူးစမ်းနေတဲ့သားနဲ့ရှေ့ကိုမရောက်နော်အဲ့တော့အဲ့ဒါကတော်တော်များများကိုဖြစ်ဘူးပါတယ်နော်ပြီးတော့သတင်းကောင်းကတော့ဟလာ change is always within reach နော်ဒီပြောင်းလဲမှုကလည်းအများနဲ့ဖြစ်နိုင်ပါတယ်အဲ့ဒီကနေရုံထွက်နိုင်မယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ဒီ change တစ်ခုကိုကောင်းထဲပေါ်ဖို့ဆိုရင်ဘာလုပ်ရမလဲပို့ပြီးတော့ effort ထည့်ရမယ်နော် the more effort you put into making a change the steeper the upward trajectory နော်ပို့ပြီးတော့ progress မြင့်လာမယ်လို့ပြောချင်တာဒီနိုင်မှာနော်ပို့ပြီးတော့အားထုတ်လေဒါပေမဲ့ဟလာသတိထားဖို့လိုတာက is not a one time solution เนาะတခါတည်းနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးเนาะ devoting your entire life to a goal is unsustainable เนาะဒီဘဝကြီးတစ်ခုလုံးเนาะကိုယ့်ရဲ့ချိန်တွေရှိသမျှ resources တွေအကုန်လုံးကိုဒီ goal တစ်ခု achieve ဖို့အတွက်ကိုပေးဆက်နေနိုင်လားလုံးဝကိုနှိမ့်မြုပ်နေနိုင်လားအဲ့ဒါကเนาะရေရှည်မဖြစ်နိုင်ဘူးเนาะအဲ့တော့ဘာလုပ်ရမလဲဆိုရှင် we have to find a balance between our new pursuit and the rest of our lives เนาะကိုယ့်ရဲ့ဒီတခြားဒီဘဝမှာရှိနေတယ်ပေါ့เนาะဒီ elements တွေရဲ့ကိုယ့်ရဲ့ဒီ life goal တစ်ခုကိုအကောင်းထဲပေါ်ခြင်းနဲ့ဟလာဒီ process ပေါ့เนาะအဲ့ဒါကိုအဲ့ဒီခြားတဲ့ကbalance ကိုတွေ့အောင်ရှာရမယ်အဲ့တော့အဓိကဟလာအဲ့ဒါကိုရှာတွေ့ဖို့အတွက်က secret ingredient ကဘာလဲဆိုလို့ရှင် habits เนาะ habits အဲ့တော့ဒီညမှာဂျင်ရွန်ပြောရတဲ့ဥစ္စာလေးကိုတစ်ချက်လောက် highlight လုပ်ချင်တယ်။ဘာလဲဆိုလို့ရှိရင် motivation is what gets you started. Habit is what keeps you going. เนาะဘုမဆိုလို့ရှိရင်လည်းခဏလာတဲ့နေ့မှာဆိုလို့ရှိရင်ပြောပြတယ်။ဘာလဲဆိုလို့ရှိရင် motivation ထံ momentum ကိုပို့ပြီးတော့သဘောကျတယ်เนาะဘာလို့ဆို motivation ဆိုတာကကျစိတ်ကနေဖြစ်လာတာစိတ်ဆိုတာအတက်ရှိရဲ့အကြရှိတယ်เนาะအဲ့တော့ဘာဖြစ်လဲ momentum ကကျတော့ဘာပဲဖြစ်လုပ်နေတာကွာเนาะပြီးတော့habit ကကျတော့နေ့တိုင်းဟလာကိုပြောမပြောလှုပ်ဖြစ်နေတဲ့အကျင့်လိုဖြစ်သွားတာဖြစ်တဲ့အတွက်momentum ရလာတယ် momentum ရလာတဲ့အခါကျတော့ကိုယ့်ရဲ့ဒီပျော်နေဝမ်းနဲ့နေဆက်ပြီးတော့လှုပ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဟလာကိုယ့်ရဲ့ aspirations တွေအဲ့ဒါဘာလဲဆိုရှင် desires တွေ ambitions တွေကိုဘာတွေဖြစ်နေအသွင်ပြောင်းပြီးတော့ဟလာစူးစမ်းရမလဲဆိုလို့ရှင် small daily routine နဲ့မှာပါအောင်ထည့်ပြီးတော့မှစူးစမ်းရမယ်နော်ဥပမာဟလာ small ဆိုတာအရင်ကြီးမမအပြောင်းလဲလိုက်စရာလည်းမလိုဥပမာ healthy eating ဟလာကျမစားခြင်းတယ်เนาะအဲ့လိုမျိုးကျမရဲ့အစားအသောက်တွေနဲ့ကျမစီတဲ့အစားအသောက်တွေကိုစားတဲ့အလေးထားလုပ်ချင်တယ်ဆိုရှင်မလုပ်မလဲနေ့လေဟလာနေ့လေနေခင်ချောကလက်စားတတ်ရင်ပန်းသီးပြောင်းစားလိုက်เนาะ if writing is your passion start with 250 walks a day เนาะအဲ့လိုစာရေးရတာကကိုယ့်ရဲ့ passion ဖြစ်တယ်เนาะကိုကဟို writer ကောင်းတယောက်ဖြစ်ချင်တယ်အဲ့ဒါဆိုရှင်မလုပ်မလဲနေ့တိုင်း
တရက်ကိုเนาะစာလုံးရေပေါင်း250လောက်ပဲရေးပြီးတော့မှစတင်မယ်เนาะအကျင့်လေးလုပ်မယ်ပေါ့ okay အဲ့တော့ဟလာအဲ့လိုမျိုး right habit เนาะကိုယ့်ရဲ့ဒီ life ကို achieve ဖြစ်နိုင်မှုအတွက်ကိုright habit ရှာတာကကျတော့ဖြစ်မလဲအချင်းယူမယ်เนาะပြီးရင်လို့ဖန်ခဏခဏပေါ့เนาะအဲ့လိုမျိုးအဆင်ပြေမယ်ထင်လိုက်ကြိုးစားလိုက်ပြီးတော့အဆင်မပြေလိုက်เนาะအမှားတွေပါရဆိုလို့ရှိရင်ကြုံရတတ်တယ်ဒါပေမဲ့မဖြစ်လဲရှာတွေ့သွားပြီဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ဒီဟိုလှုပ်စင်မှာပေါ့เนาะအဲ့လိုမျိုးအကျင့်ပါဖို့အတွက်ကပို့ပြီးတော့လွယ်သွားပြီအဲ့တော့ရှာတွေ့ဖို့ကပဲအရေးကြီးတယ်เนาะအဲ့တော့ဘာဖြစ်လဲ so don't give up keep experimenting and keep striving towards your dreams အဲ့တော့ဟုတ်လားเนาะအဓိကကเนาะဒီလိုမျိုးအမှားတွေတွေ့တယ်လားခဏခဏစမ်းသပ်ရတယ်ခဏခဏ experiment လုပ်ရတယ်အဲ့ချိန်မှာဇွဲမလျှော့ပဲနဲ့ဆက်ပြီးတော့လုပ်နေဖို့လိုအပ်တယ်ပြီးတော့ဆက်ပြီးတော့မရောက်မချင်းဆက်လျှောက်ရမယ်ပေါ့เนาะအဲ့တော့အဓိကဒီညမှာ suggest လုပ်တဲ့ action ကဘာလဲဆိုလို့ရှင် repeat until it sticks เนาะအဲ့လိုမျိုးအကျင့်ဆိုရင်ဟလာကောင်းတဲ့အကျင့်ဆိုရှင်လုံးဝကိုကွာအဲ့လိုမျိုးကိုလှုပ်ဖြစ်နေအောင်လို့ဖြစ်တဲ့ဒီအကျင့်ဖြစ်သွားတဲ့အထိကိုခဏခဏကိုဆက်လုပ်ရမယ်เนาะအဲ့ဒါကဟလာ habit ဖြစ်ဖို့အတွက်ဆိုရှင်2190 rule ဆိုတာရှိရယ်เนาะအဲ့လိုမျိုး habit တစ်ခုဖြစ်ဖို့ဆိုရှင်ဟလာကောင်းတဲ့အကျင့်ဆိုလို့ရှင်21ရက်ဟလာတောက်လျှောက်ကိုမပြတ်မကွက်ပဲနဲ့လုပ်ရတယ်เนาะဒါမျိုးပေါ့เนาะဒီလိုမျိုးနေ့တိုင်းဟလာ250ဟလာ350 walks ရေးမယ်လို့စဉ်းစားထားရဆိုရှင်21ရက်တော့မပြတ်မကွက်ရေးအဲ့ဒါဆိုရှင်အကျင့်ဖြစ်သွားပြီအထက်ပိုကြိုးလုံးပြီးတော့ကွာလုံးဝကိုstrong desire ရှိရပါတော့လုံးနိုင်တယ်ဆိုလို့ရှိရင်ကျတော့ရက်60ထိကိုရောက်သွားအဲ့ဆိုလို့ရှိရင် lifestyle ဖြစ်သွားပြီဘုံကတော့မနေ့ဆိုလို့ရှိရင်သွားမတိုက်ပဲမနေနိုင်တာမျိုးဟာလားအဲ့လိုအကျင့်ကိုလုံးဝကွာပါသွားပြီဆိုပြီးတော့သတ်မှတ်လို့ရတယ်เนาะအဲ့တော့ဒါကဘာလဲဆိုလို့ရှိရင်เนาะဒီအပိုင်းလေးပေါ့အဲ့တော့အဓိကလူတွေကเนาะအကျင့်တွေနဲ့တိဆောက်ထားတာပေါ့เนาะပြောချင်တဲ့သဘောက the more you do something the more natural it will become for you to do it เนาะတခုခုကိုလောက်တာများလေပို့ပြီးတော့မှလောက်ချင်လာလေပဲเนาะအဲ့တော့တခုခုကိုစတော့မယ်เนาะတခုခုကိုဟိုကအစပြုတော့မယ်ပေါ့ endeavor တခုခုကိုအစပြုမယ်ဆိုလို့ရှင် break it down into chunks เนาะကိုလုံနိုင်တဲ့လောက်တုံးလေးပေါ့ပြောရမယ်ဆို chunk ဆိုတာကျတော့လို့အတုံးလေးတွေကိုအကြီးကိုခွဲရတဲ့သဘောကိုအဲ့တော့ကိုလုံနိုင်တဲ့လောက်ခွဲပြီးတော့လုံးလို့ဆိုလို့ချင်တာ and practice it at least practice at least once a day เนาะအဲ့ဒါတွေကိုမှနေတိုင်းဖြည်းဖြည်းချင်းစီလှုပ်ဆောင်သွားရမယ်ပေါ့အဲ့တော့ဒီမှာဆိုရှင်ပါတယ်လောက်စုကပြောတာเนาะ the journey of 1,000 miles begins with a single step เนาะเนาะထောင်ပေါင်းများစွာခီးရဘယ်ကနေစလဲပထမဆုံးခြေလန်းလန်းကနေပဲစတယ်လို့ပြောထားပါတယ်เนาะ okay အဲ့တော့ဟုတ်ပါပြီเนาะအဲ့တော့ဒီဟာလေးက insight 15ဖြစ်ပါတယ်ရှင်BS English Hub မှာလည်းဒီရဲ့ဒီ book လေးကိုတင်ထားပေးမယ်ပေါ့နော်စိတ်ဝင်စားရဆိုရှင်အဲ့ဒီ hub ထဲဝင်ပြီးတော့ Telegram channel ထဲဝင်ပြီးတော့မှ download လုပ်ပြီးတော့ဖတ်လို့ရပါတယ်